အဖြူလားအမဲလားကလေးဘဝမူလာရန်ကြောင်းတက်စင်တုန်းကအဖြစ်ပြက်လေးတစ်ခုပါစာသင်ချိန်မှာကျွန်တော်နဲ့အနားကတငယ်ချင်းတယောက်ဟာကိစ္စတစ်ခုတွင်ငင်းခုန်ကြရင်တယောက်နဲ့တယောက်ထိုးချိန်မျိုးဖြစ်ကြလို့ဆရာမကဝင်ရောက်ဖြန့်ဖြေပေးရတယ်ဆရာမကဘာဖြစ်ကြတာလဲလို့မေးတဲ့အခါကျွန်တော်ကငင်းတဲ့ကိစ္စမှာကိုကမှန်တယ်သူကမှားတယ်လို့ပြောပြတယ်သူကလည်းကျွန်တော်မှားတယ်သူမှန်တယ်လို့ပြောပြန်တယ်ဒီတော့ဆရာမကတတန်းလုံးသိအောင်တရုပ်ပြပွဲလေးတစ်ခုလုံးပြပါတယ်အဲ့ဒီတရုပ်ပြပွဲလေးဟာကျွန်တော်ဘဝမှာအဖိုးတန်လာတဲ့သင်ခန်းစာတစ်ခုဖြစ်လာခဲ့ပါတယ်ဆရာမကကျွန်တော်ကိုသူ့စပွဲရဲ့တစ်ဖက်မှာမတ်တက်ရက်ခိုင်းလိုက်တယ်တငယ်ချင်းကိုစပွဲရဲ့တခြားဘက်မှာရက်ခိုင်းလိုက်တယ်တတန်းလုံးလဲဆရာမဘာလုပ်မလဲဆိုတာကိုစိတ်ဝင်စားနဲ့စောင့်ကြည့်နေကြတယ်ဆရာမကကတ်ထူပြားတစ်ခုကိုစပွဲပေါ်မှာထောင်းလိုက်ပြီးကျွန်တော်ကိုမေးပါတယ်ကတ်ထူပြားဟာဘာရောင်လဲတဲ့ကျွန်တော်ကအဖြူရောင်လို့ဖြေလိုက်တယ်ဆရာမကတစ်ဖက်ကတငယ်ချင်းကိုအဲ့ဒီမေးခွန်းပဲမေးပြန်တယ်သူကအမဲရောင်လို့ဖြေလိုက်တယ်ကျွန်တော်ကဟဲ့အောင်ဖြူရောင်ပါကွာလို့អော်လိုက်ပါတယ်သူကလည်းအမဲရောင်ကွာလို့ပြန်អော်တယ်ဆရာမကလက်ကပြပြီးတော်ကြဆန်းလို့လှမ်းអော်လိုက်တယ်ပြီးတော့ဆရာမကကျွန်တော်တို့နှစ်ယောက်ရက်နေတဲ့နေရာချင်းလဲခိုင်းလိုက်တယ်ပြီးတော့ဆရာမကစောစောကမေးခွန်းကိုပဲပြန်မေးတယ်အခုတော့ကျွန်တော်ကအမဲရောင်လို့ဖြေပြီးတငယ်ချင်းကအဖြူရောင်ဖြစ်သွားပြီနေရာချင်းလဲလိုက်တော့အဖြေလဲကွဲပြားခြားနားသွားပြီဘာလို့လဲဆိုတော့ဆရာမထောင်ထားတဲ့ကပ်ပြားဟာတစ်ဖက်ကအဖြူရောင်နဲ့နောက်တစ်ဖက်မှာအမဲရောင်ဆေးတုပ်ထားတာကိုဆရာမကတတန်းလုံးကိုရှင်းပြပါတယ်။နောင်ကိုတယောက်နဲ့တယောက်အမြင်သဘောထားချင်းမတူကြလို့အငင်းကုန်ဖြစ်ကြရင်တယောက်နဲ့တယောက်နေရာချင်းလဲပြီးမှစစ်ငင်းကြပါတယ်။အဲ့ဒီတော့ကကလေးရွယ်မှုနေရာချင်းလဲကြဖို့ဆိုတာပဲနားလည်ခဲ့တယ်။တကယ်တော့အဲ့ဒီရိုးရှင်းတဲ့ဥပမာလေးဟာဘဝမှာအမတန်တန်မိုးရှိတဲ့သင်ခန်းစာဆိုတာကိုအသက်အရွယ်ကြီးလာမှသဘောပေါက်မိပါတော့တယ်။အဲ့ဒါဟာနေရာတကာမှာသုံးနိုင်တဲ့အမှန်တရားတစ်ခုပါမိဘနဲ့သားသမီးကြားဆရာနဲ့တပည့်ကြားအလုပ်ရှင်နဲ့အလုပ်သမားကြားသမီးကြားလင်မယားအပေါင်းအသင်းအချင်းချင်းကြားတွေမှာအငင်းပွားနေရင်နေရာချင်းလဲလိုက်ပါခုံနေရာပြောင်းထိုင်မှုပြောတာမဟုတ်ပါဘူးအခြားတစ်ဖက်လူရဲ့ရင်တွင်းခံစားချက်ကိုနားလည်အောင်ကြိုးစားဖို့ပါတစ်ဖက်သားရဲ့ခံစားချက်ကိုနားလည်သွားရင်တခါတလေမိမှန်တယ်ဆိုတဲ့အမြင်ဟာမှားနေမှန်းသိလာတတ်ပါတယ်။အဲ့ဒါဆိုရင်ညှိနှိုင်းအဖြေရှာဖို့လွယ်ကူသွားပါပြီ။ဒါကတော့ဆရာဗမောသိမ့်ဖေရေးသားတဲ့မျှဝေလို့သောအတွေ့အမြတစ်စာအုပ်ထဲကအဖြူလားအမဲလားဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်လိုက်တာဖြစ်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေ။